ဒီနေ့မနေ့ခင်းမှာတော့ကျမတို့ရဲ့ဘဝသက်တာနဲ့ပတ်သက်ပြီးအရေးကြီးတဲ့မှန်တရားတစ်ခုကိုဆင်ခြင်ကြည့်ချင်ပါတယ်။အဲ့ဒါကတော့ဖျားသခင်ကတင့်ကိုယုံကြည်ဖို့ခေါ်ဖိတ်ယုံတင်မဟုတ်ပဲတကယ့်ကိုယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူတစ်ယောက်ဖြစ်လာအောင်စိတ်အားထက်သန်စွာနဲ့ပုံသွင်းပေးနေပါတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုသင်ဘယ်လောက်ထိတွေးဖူးလဲတော့ကျမမသိပါဘူး။ဒါပေမဲ့ဒီခြားတာတစ်ခုကတော့ယုံကြည်ခြင်းဆိုတာတင်နဲ့ကျမအတွက်တဘာဝကြတဲ့အရာမဟုတ်ပါဘူး။ကျမတို့ရဲ့လူတဘာဝအရာတဘာဝအကြဆုံးအရာတွေကဘာတွေလဲ။တန်တရားဝင်တာဟာတဘာဝပါ။ကြောက်ရွံ့တာတဘာဝပါ။ကိုကြုံတွေးခဲ့မှုတဲ့အတွေ့အကြုံတွေပေါ်မှာပဲအခြေခံပြီးအသက်ရှင်တာတဘာဝပါ။ညအိယာဝင်ခါနီးဖြစ်ဖြစ်မနေ့အိယာနိုးနိုးချင်းဖြစ်ဖြစ်ဒါလေးများဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတော့စိုးရိမ်ပူပန်မှုတွေခေါင်းထဲဝင်လာတာတဘာဝပါတခြားသူတွေရဲ့ဘဝကိုကြည့်ပြီးမနာလို့ဖြစ်တာငါဘဝကြမှာဘာလို့ဒီလိုဖြစ်ရတာလဲလို့တွေးမိတာတွေဟာတဘာဝကြပါတယ်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုရဖို့အတွက်အခြေအနေတွေကိုကိုယ်တိုင်ဝင်ရောက်ထိန်ချုပ်ခြင်းတာအထက်ရက်ကနေပဲရနိုင်မဲ့ငြိမ်သက်ခြင်းကိုလောကကြီးထဲမှာလိုက်ရှာနေတာတွေဟာလည်းတဘာဝပါပဲကိုမပြောင်းလဲနိုင်တဲ့အရာတွေအတွက်စိုးရင်တကြီးဖြစ်နေတာစိတ်ပြက်အားငယ်တာစိတ်ဓာတ်ကျတာတွေဟာလူတဘာဝပါပဲအဲ့ဒီလိုနာကျင်မှုတွေကနေလွတ်မြောက်အောင်အလုပ်တွေတင်းလုပ်ပြီးအာယုံလွဲတာမီဒီယာတွေအစားအသောက်တွေနဲ့ကိုထုံထိုင်းအောင်လုပ်တာတွေဟာတဘာဝကြပါတယ်ဒါပေမဲ့ယုံကြည်ခြင်းဆိုတာကတော့ကျမတို့အတွက်လုံးဝကိုတဘာဝမကြတဲ့အရာတစ်ခုပါဒါကြောင့်မို့လို့ဘုရားသခင်ကကျေးဇူးတော်အဖြစ်ကျမတို့ကိုယုံကြည်နိုင်စွမ်းပေးသနာထားတာပါFO ဝါရစာခန်းကြီးနဲ့အငယ်ရှင်မှာရှင်ပေါလုပြောခဲ့တယ်လို့ပဲယုံကြည်ခြင်းဆိုတာတကယ်တော့ဘုရားသခင်ပေးတဲ့လက်ဆောင်တစ်ခုပါအပြစ်ကြောင့်ပျက်စီးနေတဲ့တာမန်လူတယောက်အတွက်ဘုရားသခင်ကိုယုံကြည်ဖို့ဆိုတာလူတဘာဝနဲ့အကြီးကျယ်စန့်ကျင်ပဲဖြစ်နေတဲ့အရာတစ်ခုဖြစ်ပါတယ်ကျမတို့ဟာမျက်စိနဲ့မြင်ရတဲ့အရာတော်တော်များများကိုတော့ယုံကြည်တတ်ကြပါတယ်ဒါပေမဲ့မမြင်ရမကြားရဘဲနဲ့မဖြစ်နိုင်ဘူးလို့ထင်ရလောက်အောင်ကြီးမားတဲ့ဂရုတော်တွေကိုပေးထားတဲ့ဘုရားသခင်ကိုယုံကြည်ဖို့ဆိုတာခက်ခဲပါတယ်ဒါကြောင့်ဘုရားသခင်ကကျမတို့ကိုယုံကြည်နိုင်စွမ်းအရင်ဆုံးပေးပါတယ်ဒါပေမဲ့အဲ့ဒီမှာတည်ရမသွားပါဘူးဟေဘဲဩဝါဒစာခန်းကြီး7အခန်းငယ်6မှာဖော်ပြထားတဲ့အတိုင်းဘုရားသခင်မှန်တကယ်ရှိတော်မူကြောင်းနဲ့ကိုရော့ကိုရှာတော်သူအားအကျိုးပေးတော်မူကြောင်းကိုအကျိုးမဲ့ယုံကြည်ခြင်းနဲ့နှလုံးသားမျိုးဖြစ်လာအောင်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အခြေအနေတွေနေရာတွေစစ်ဆိုင်ရေးတွေကနေကတဆင့်ကျေးဇူးတော်အဖြစ်ကျမတို့ကိုထုစစ်ပုံသွင်းပြုပြင်ပေးနေပါတယ်။ဒါကြောင့်နောက်တစ်ခါတင်လုံးဝမကြုံချင်တဲ့အခက်အခဲတစ်ခုခုမမျှော်လင့်ထားတဲ့ပြဿနာတစ်ခုခုကိုရင်ဆိုင်ရတဲ့အခါဒီချိန်နဲ့ဟာဖျားခင်တင့်ကိုမေ့သွားလို့ဖြစ်လာတာမဟုတ်ဘူးဆိုတာသတိရပါ။ကိုရောဟာတင့်အနီးနားမှာရှိနေပြီးတင့်အထဲမှာအလွန်ကောင်းမွန်တဲ့အရာတစ်ခုကိုပြုပြင်ဖန်တီးပေးနေတာပါကိုရဲ့မပြည့်စုံတဲ့ဉာဏ်ပညာအတွေ့အကြုံခွန်အားတွေပေါ်မှာမိခိုပြီးအသက်ရှင်လို့ရတယ်ဆိုတဲ့မာယွန်းတဲ့အတွေ့တွေစီကနေတင့်ကိုကယ်တင်နေတာပါဖျားခင်ကိုဗဟုပြုတဲ့အကျွမ်းမဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့သူတစ်ယောက်ဖြစ်လာအောင်တင့်ကိုအသွင်ပြောင်းလဲပေးနေတာပါကိုရောဟာအကောင်းဆုံးသောအိုးထိန်တဲ့တုံးမဟုတ်ပပုစရာဖြစ်ပြီးကျွန်တော်တို့ကတော့ရှင်စေးလေးတွေဖြစ်ပါတယ်ကိုရောရဲ့လက်ချောင်းလေးတွေဟာကျမတို့ကိုတန်တရားကင်းရှင်းပြီးအမှန်တကယ်ယုံကြည်ခြင်းရှိသူတွေအဖြစ်အပြီးတိုင်ပုံသွင်းမပေးမချင်းကျွန်တော်တို့ကိုအိုးဆက်ထိန်ပေါ်မှာအိုးထိန်ဆက်ပေါ်ကနေဘယ်တော့မှဖယ်ရှားပြမှာမဟုတ်ပါဘူးဒီကနေ့မှာထပ်မံလေ့လာခွန်အားယူခြင်းနဲ့ဆိုရင်တော့ရှမာကုခရစ်ယာန်အခန်းကြီး6ခန်းငယ်30ကနေ50နှစ်အထိဖတ်ရှုနိုင်ပါတယ်ရှင်ဘဝရဲ့အခက်အခဲတွေကြားမှာဖျားခင်ရဲ့ပုံသွင်းမှုကိုခံယူရင်းယုံကြည်ခြင်းခွန်အားတွေနဲ့ရှေ့ဆက်လျှောက်လန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်မနေ့ဖြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်